ဆိုင်ဖွင့်တော့မယ်ရွှေလုပ်ငန်းလုပ်တော့မယ်ဆိုရင်ဒီလိုရွှေတွေကိုမသိပဲနဲ့လုံးဝအလုံးမလုပ်ပါနဲ့။စူဇန်တို့ရွှေပညာတွေသင်တယ်လေးလာတယ်အယောင်းဝယ်တွေစလုပ်တဲ့နောက်မှာဒီလိုရွှေတွေကိုကြုံရမှာဖြစ်ပါတယ်။ဒီတော့မိထားတဲ့မိကွန်းလေးကအုတ်ရွှေထက်ရွှေအမှိုက်ရွှေအုတ်ရွှေဆိုတာကဘာကိုပြောတာလဲဆိုတော့စူဇန်တို့ကြီးခွင်းကြီးကိုမှအပေါ်မှာမီးလေးတစ်ပဲအုတ်တို့နှစ်ပဲအုတ်တို့အုတ်လက်ကောက်တွေအုတ်လက်စွတ်တွေရွှေကလေးတွေကိုပြောတာဖြစ်ပါတယ်။ဒါတွေကတော့အုတ်ရွှေအဲ့တော့တချို့ကတော့အဲ့ဒါကိုထက်ရွှေလို့လည်းခေါ်ကြတယ်ဒါပေမဲ့စူဇန်တို့ဘက်မှာကျတော့ဒါကိုအုတ်ရွှေလို့ခေါ်တယ်ထက်ရွှေရကြတော့စူဇန်တို့ပြောမယ်ဆိုအရန်ကိုမှသတိထားရတယ်အပေါ်မှာရွှေအောက်မှာရွှေငရဲမီးပဲကြွေကြွေဘာပဲဆဆသူကမစားဘူးဒါပေမဲ့ဖြက်ကြည့်လိုက်တဲ့အခါကျရင်တော့အလဲမှာကြီးခွင်းကြီးကိုအစာတွတ်ထားတာတွေ့ရတာဖြစ်ပါတယ်စူဇန်တို့မှာကျတော့ထက်ရွှေလို့ခေါ်သလိုအစာတွတ်ရွှေလို့လည်းခေါ်တာဖြစ်ပါတယ်ဒီတော့တချို့နေမှာကြတော့ဒါကိုအုတ်ရွှေဆိုပြီးတော့လည်းထပ်ပြီးခေါ်ကြအဲ့တော့အခေါ်ဝေါ်လေးတွေကပြောင်းပြန်ဖြစ်တတ်တယ်အဲ့ဒါကိုကြတော့အကောင်းဆုံးကအစာတွတ်ထည်လို့ခေါ်တာကောင်းပါတယ်အလယ်မှာရွှေမဟုတ်တဲ့ကြီးတွေအစာတွတ်ထားလို့ပါနောက်တစ်ခုကအမိုက်ရွှေဆိုတာကတော့ပဒိန်လုပ်ငန်းတွေမှာဆိုရင်စူဇန်တို့ပဒိန်ဆရာကြီးတွေကိုရွှေတွေသွားအပ်တယ်ရွှေတွေအပ်ပြီးတဲ့နောက်မှာလေးစင်သွားတဲ့အမှုံမွှားကတ်ကြံသွားတဲ့အမှုံမွှားတွေကရော့တွက်တွေဖြစ်သွားတယ်အဲ့ဒီအမှုံအမွှားတွေကိုဥပမာ6လတစ်နှစ်2နှစ်လောက်ကြာတဲ့အခါမှာပဒိန်ဘိုးတွေမှာဆိုရင်အမိုက်ထုတ်ကြတာရှိပါတယ်အဲ့တော့အမိုက်တွေကရွှေကိုပြန်ထုတ်တဲ့ခါကျမှသူ့ကိုအမိုက်ရွှေလို့ခေါ်တာဖြစ်ပါတယ်ဒီတော့ဒီသဘောတရားလေးတွေကိုနားလည်ဖို့လိုအပ်ပါတယ်ကိုကရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုသေချာသိခြင်းနဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့တရားစရမယ်မသိဘူးရွှေအပေါငွေတိုးလုပ်ငန်းလေးလည်းလုပ်ကိုင်ခြင်းနဲ့ဆိုရင်စူဇန်စီမှာရွှေပညာကိုမှအခြေခံအစိမ့်မြင့်မွမ်းမံအထိအတန်းနဲ့အပေါသင်တန်းတွေရှိပါတယ်စူဇန်ရဲ့သင်တန်းက online class အပြင်တွဲအနေနဲ့မော်လမြိုင်ဖန်အန်နေပြီးတော့ရန်ကုန်ပသိမ်မန္တလေးမြို့တွေမှာဖွင့်လှစ်နေပြီဖြစ်တဲ့အခါကျမှတတိရောက်လေသိခြင်းနဲ့ဆိုရင်ဗီဒီယို screenshot ပြီးတော့အမြန်လာကြိုင်းဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်